ဆရာကြီးအောင်တင်ပြောခဲ့တဲ့စကားလိုပါပဲယောက်ျားလေးတစ်ယောက်အိမ်အောင်ပြူတာကဘဝမှာအရေးအကြီးဆုံးအရာတွေတည်းရတစ်ခုမိန်းကလေးတစ်ယောက်အိမ်အောင်ပြူတာကဘဝမှာအရေးအကြီးဆုံးအရာကြီးတစ်ခုပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆယ်ကျော်သက်မိန်းကလေးတွေဖတ်ကြည့်တဲ့ဝတ္ထုစာအုပ်တစ်အုပ်ကိုပြောပြပေးပါမယ်ဆီယမ်မာမိုမိုအင်းလျာရေးသားထားတဲ့ညီမလေးကအချစ်ကိုကိုးကွယ်တဲ့လားဆိုတဲ့စာအုပ်ပါဒီစာအုပ်မှာကမိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုယူသွဆွဲလန်းခဲ့ပုံကိုစိတ်ဝင်စားဖွယ်ရေးသားပုံပေါ်ထားပါတယ်ဇလန်အကြောင်းလေးကိုပြောပြပေးပါမယ်စုဆိုတဲ့ကောင်မလေးကဒီစာအုပ်ရဲ့အဓိက main character လို့ပြောလို့ရပါတယ်ဝတ္ထုစာအုပ်တွေကိုဖတ်ရတာကြိုက်တဲ့ကြပြားတွေကိုရေးရတာသဘောကျတယ်အဲ့တော့သူကြိုက်တဲ့ကိုဦးဆိုတဲ့စာရေးဆရာစီကိုစာရေးပို့တယ်အပြန်အလှန်ပေါ့ဖခင်ဖြစ်သူကမကြိုက်မှန်းသိတော့ခိုးကြောင်ခိုးကစာပေးစာယူလောက်ရတာပေါ့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီဆယ်ကျော်သက်ဖြစ်လာတာနဲ့အလျောက်အချစ်လေးတွေကလည်းပေါက်ဖွားလာတဲ့အရွယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးဆယ်ကျော်သက်အရွယ်မှာခိုးကြောင်ခိုးကလောက်ရတာလေးတွေကလည်းအရသာတစ်ခုပါကိုလုံနေတာကမှားလားမှန်လားမသိဘူးအဲ့ဒီအချိန်မှာကအချစ်ဆိုတဲ့အရာကြီးစိုးနေတဲ့အချိန်ပေါ့နော်လာပြောရင်လည်းလာပြောတဲ့သူကကိုယ့်ရဲ့ရန်သူပဲအဲ့လိုနဲ့စာဖက်ပရိသတ်အဆင့်ကနေပြီးတော့တဖြည်းဖြည်းချင်းနဲ့ကိုဦးကဒီစုကိုချစ်ခွင့်ပန်တယ်စုကတော့လက်မခံသေးဘူးပေါ့အဲ့ဒီအခါမှာသူ့အဖေတိသွားတဲ့အခါမှာသူတို့နှစ်ယောက်အဆက်အသွယ်ပြတ်သွားကြတယ်အဲ့ဒီအဆက်အသွယ်ဖြတ်သွားတဲ့ခဏလေးအတွင်းမှာစာရေးဆရာကအိမ်အောင်ကျသွားတယ်အဲ့တော့ချစ်သူအဆင့်အထိတော့မရောက်လိုက်ကြပါပဲရောက်ခါနီးလေးဆိုတော့စုအနေနဲ့အသေးကွဲတာပေါ့နော်အဲ့လိုဖြစ်ပြီးတော့လည်းတိတ်မကြောင်နောက်ထပ်ကောင်လေးတစ်ယောက်ထပ်တွေ့တယ်နေမင်းနဲ့ရှင်းရှင်းပြောရရင်စိုးစိုးမိုင်းမိုင်းလူမိုင်းလေးတစ်ယောက်ပေါ့နော်သူ့ရဲ့အဖေနဲ့လည်းတခါပြဿနာဖြစ်ဘူးတဲ့နေမင်းကိုစိုးလွန်းလို့ပတ်ဝန်းကျင်ကဘသူမှကြည့်လို့မရဘူးသူကတော့အဲ့ဒီလိုမကြိုက်ခင်ကနေကသူကလူများတွေထင်တယ်လို့မဟုတ်ပါဘူးမစိုးပါဘူးဆိုပြီးတော့ထင်ထားတာသူ့မှာအချစ်ဆုံးတငယ်ချင်း Iron ဆိုတာရှိတယ်သူကနည်းနည်းလေးရိတ်ပြီးတော့တငယ်ချင်းအချင်းချင်းဆိုတော့တားတာပေါ့အဲ့တုန်းကတော့သူကငါမကြိုက်ဘူးဒီတိုင်းပဲပြောတာပါပေါ့ဒါပေမဲ့နောက်ဆုံးပိုင်းကျတော့အဖြေပေးလိုက်တဲ့နေ့မှာပဲနေမင်းနဲ့ခိုးပြေးသွားတယ်နေမင်းစီမှာကအမေတယောက်ပဲရှိတယ်တော်တော်ဆင်းရဲတယ်သူတို့ကကျတော့ချမ်းသာတယ်တော်တော်အဆင်ပြေတဲ့ထဲမှာပါတယ်ပေါ့နော်3ရက်မြောင်းနေ့လောက်မှာဒီဖခင်ဖြစ်သူကသူ့ကိုအိမ်ပြန်ခေါ်တယ်ပြက်ဆဲအောင်နားချပေမဲ့မရတဲ့အဆုံးမှာလက်ထပ်ပေးလိုက်တယ်အစကတော့ဒီဖခင်အိမ်မှာနေတယ်ဒါပေမဲ့နေမင်းအောင်သူ့ကိုနှိမ်နေမတူသလိုမတန်သလိုဆက်ဆံနေဆိုပြီးတော့အိမ်မောကနေဆင်းတော့သူ့ကပါတိတ်မကြဘူးလိုက်သွားတယ်အစကတော့သူ့ရဲ့စိတ်ထဲမှာငါသူ့ကိုဒီသူ့ရဲ့စိုးနေတဲ့အကျင့်တွေကိုငါရဲ့အချစ်နဲ့ရအောင်ပြင်မယ်ပေါ့အဲ့လိုမျိုးတွက်ထားတာဒါပေမဲ့တကယ်တမ်းကျတော့အဲ့လောက်ကြီးထိမလွယ်ကူပါဘူးဒီအကြောင်းလေးကိုလည်းကျွန်တော်အဆုံးပိုင်းမှာဆက်ပြောပေးပါမယ်ကလေးတယောက်ရတယ်စုကသူ့အဖေအိမ်ကိုပြန်ပြီးတော့မွေးရတယ်နေမင်းနဲ့တိတ်ပြီးတော့အဆင်မပြေလို့အဲ့လိုမျိုးမွေးပြီးတော့လဲသူ့ရဲ့ကလေးကိုလာမကြည့်ဘူးမော်လမြိုင်ဘက်ကိုအလုံးလုံးဆိုပြီးတော့ထွက်သွားလိုက်တာအဲ့လိုနဲ့တဲလိုက်ပေါင်းလိုက်အဖေစီကိုပြန်ရောက်လိုက်နဲ့တန်တရာကြီးကလဲနေရနောက်ဆုံးကျတော့စုကပါမော်လမြိုင်ကိုလိုက်သွားတယ်နေမင်းကအရက်တင်မဟုတ်ဘဲနဲ့စေးလေးတွေပါနည်းနည်းသုံးတက်နေပြီပေါ့နော်ရန်ကုန်ကိုမရရအောင်ပြန်ခေါ်တယ်စုရဲ့ကျမ်းမာရေးအခြေအနေကအခရေကတော်တော်ဆိုးနေပြီနောက်ထပ်ကလေးတယောက်ရဲ့ကိုဝင်ကိုလည်းလွယ်ထားရတယ်ဒီရန်ကုန်ကိုပြန်ရောက်တော့တိတ်မကြလိုက်ဘူးကလေးကိုအဲ့လွယ်ထားတဲ့ကလေးကိုဖျက်ချလိုက်ရတယ်အဲ့ဒီကနေစပြီးတော့နေမကောင်းဖြစ်သွားတာနောက်ဆုံးကျတော့အမျိုးသမီးယောဂါနဲ့စုကဆုံးမသွားတယ်ကဲဝတ္ထုလေးကတော့ဒီပါပဲဒီစာအုပ်ထဲကမှတ်သားစရာလေးတွေကိုပြောပြပေးပါမယ်စုလုပ်ခဲ့တဲ့အမားလေးတွေပေါ့ပထမတစ်ခုကျွန်တော်တို့ပညာမစုံသေးဘဲနဲ့အချစ်ကိုဦးစားပေးမိတာပညာဆိုတာကအတန်းပညာကိုပြောတာမဟုတ်ဘူးเนาะဒီအတက်ပညာကိုပြောတာပါကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေကိုယ်ပိုင်အလုပ်ဘာတစ်ခုမှမရှိဘဲနဲ့အချစ်ကိုရှာမိမယ်ဆိုရင်ကျွန်တော်တို့ဒုက္ခဆိုတဲ့အရာကြီးနဲ့ပဲတွေ့ရမှာပါငါတို့ရှေ့လျှောက်ပြီးတော့ဘာတွေဆက်လုပ်ကြမလဲဆိုတဲ့ plan လည်းမရှိဘူးတခဏတာလေးအတွက်ပဲတွေးလိုက်တာကျွန်တော်တို့ငါနှင်းကိုချစ်တယ်နင်ငါ့ကိုချစ်တယ်နောက်ဆုံးမှတိတပန်တက်တဆုံးပေါင်းဖက်ကြသွားလေတတိဆိုပြီးတော့အဲ့လိုပုံမြင်နေရလို့ဖြစ်မလာပါဘူးကျွန်တော်တို့ကြော်ဖြတ်ရမယ့်အခက်အခဲတွေအများကြီးရှိပါတယ်ဆရာကြီးအောင်တင်ပြောခဲ့တဲ့စကားလိုပါပဲယောက်ျားလေးတစ်ယောက်အိမ်အောင်ပြူတာကဘဝမှာအရေးအကြီးဆုံးအရာတွေတည်းရတစ်ခုမိန်းကလေးတစ်ယောက်အိမ်အောင်ပြူတာကဘဝမှာအရေးအကြီးဆုံးအရာကြီးတစ်ခုပါနောက်တစ်ခုကလူရွေးမှန်မှုလည်းတော်တော်အရေးကြီးပါတယ်ငါရဲ့အချစ်တွေနဲ့သူ့ကိုပြုပြင်ပြီးမှသူများပြောရင်ဒါပဲငါပြောရင်ငါရဲ့စကားဆိုရင်နားထောင်နေလက်မထက်ခင်အချိန်အထိပါကျွန်တော်တို့စိုးသွမ်းနေတဲ့သူတယောက်ကအချစ်ကြောင့်ပြုပြင်ပြောင်းလဲသွားတယ်ချစ်သူကဆုံးမလိုက်လို့လိမ်မာသွားတယ်ဆိုတာကမြန်မာစကားတွေထဲမှာပဲရှိတာပါအပြင်လောကမှာအဲ့လိုမဟုတ်ပါဘူးပြောင်းလဲသွားရင်တော့မှခဏပါပဲနောက်ပြီးရင်မူလအတိုင်းပြန်ဖြစ်ကြတာအဲ့လိုပြောလို့စိုးသွမ်းနေတဲ့သူတွေကပြန်မကောင်းလာတော့ဘူးလားဆိုရင်တော့မဟုတ်ပါဘူးလူပေါ်မှာတော့မူတည်ပါတယ်ကျွန်တော်တို့အကုန်လုံးကိုမဆိုလို့ပါဘူးလူရွေးမှန်မှန်ကိုဘယ်လိုမျိုးသတ်မှတ်လဲကျွန်တော်အနေနဲ့ကတော့ရေဘူးဟာအဖြစ်ယောက်ျားလေးဖြစ်သူဟာအိမ်အောင်ကိုမဦးသီးနိုင်ရင်ဘာအလုံးမှမမေရရမရှိရင်မိန်းကလေးဖြစ်သူလူရွေးမှားသွားတာပေါ့အဲ့လိုမျိုးပဲမိန်းကလေးဖြစ်သူကလည်းယောက်ျားဖြစ်သူရှာတဲ့စီးပွားရေးတွေပတ်စံတွေကိုစီးတဲ့ရေဆဲတဲ့ကစင်းမထိန်သိမ်းနိုင်ရင်တေချာမဆူတောင်းနိုင်ရင်အိမ်မှုကိစ္စဘာတစ်ခုမှမလုပ်နိုင်ရင်ယောက်ျားလေးဖြစ်တဲ့သူ
လူရွေးမှားတာပေါ့အိမ်အောင်ပြုဖို့စဉ်းစားကြတဲ့အခါမှာလူရွေးမှန်မှုကအရေးကြီးပါတယ်ချစ်ချင်းမြတ်တာယုံကြည်မှုနားလည်မှုတစ္ဆာရှိမှုအများကြီးပါဝင်မှအိမ်အောင်တစ်ခုကတာရတာပါအဲ့တော့ဒီစာအုပ်ထဲမှာပေးခြင်းတဲ့အဓိက message ကအချစ်ဆိုတဲ့အရာကြီးကိုမကူးကွယ်ဖို့ပါအချစ်ရဲ့နောက်မှာအချစ်တင်မဟုတ်ဘဲနဲ့အချစ်တက်ပို့ပြီးအရေးကြီးတဲ့အရာတွေရှိသေးတာကိုသတိရပါဒီစာအုပ်ထဲမှာလည်းအချစ်ကိုကိုးကွယ်ယုံသားမိလိုက်လို့အသက်ကိုပါဆုံးရှုံးသွားတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရေးထားတာပါဆယ်ကျော်သက်မိန်းကလေးတွေဖက်ကြည့်တဲ့စာအုပ်တစ်အုပ်ပါဖက်ပြီးရင်လည်းစဉ်းစားစရာတွေအတွေးတွေဗဟုသုတတွေရပါလိမ့်မယ်ဒီစာအုပ်ရဲ့တန်ဖိုးကတော့9000ကျပ်ပါဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် review လုပ်စီခြင်းတဲ့စာအုပ်လေးတွေရှိရင်လည်းကျွန်တော်ကို comment box ကနေပြီးတော့ရေးပြသွားနိုင်ပါတယ်တာယာပြောချင်မွယ်ကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ